အားလုံးပဲမင်္ဂလာပါထုတ်ပြန်မြန်နေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ကတော့ဒါ14ရက်4လ2025ပေါ့နော်ကျွန်တော်ဗီဒီယိုလည်းဒါမတင်ဖြစ်တာကြာပြီပေါ့နော်ကျွန်တော်ဒီ28ရက်နေ့နောက်ပိုင်းကနေကျွန်တော်ဗီဒီယိုတွေနားလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီကနေ့ကနေစပြီးတော့ကျွန်တော်မှဒီရွှေအပေါ်မှာကျွန်တော်ဒီခက်မှန်သုံးတက်ချက်လေးတွေကိုကျွန်တော်နေ့စဉ်နဲ့ကွာပြန်ပြီးတော့ analysis လုပ်ပြပြီးပါမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်analysis ဒီကနေ့ရွှေသေးဘာဖြစ်မလဲဆိုတာကိုကျွန်တော်မပြောခင်မှာကျွန်တော်ဒီ28ရက်နေ့နောက်ပိုင်းရွှေသေးဒီကိုကျွန်တော်တခြားလောက်လေ့လာကြည့်လိုက်အောင်เนาะ28ရက်နေ့မှာဆိုတော့ကျွန်တော်ဒီအမြင့်ဆုံး height အဲ့နေ့တုန်းကတော့ကျွန်တော်ခက်မှန်ဒီတလောက်တော့ကျွန်တော်ဈေးကဆက်တက်လိမ့်မယ်လို့ကျွန်တော်ခက်မှန်ပြီးခဲ့တယ်ထင်တယ်เนาะအဲ့တော့အဲ့အနေပြီးတော့ကျွန်တော်လက်ရှိ history price high ဆိုရင်တော့ history မှာအမြင့်ဆုံးဖြစ်ခဲ့တဲ့ဈေးကတော့ကျွန်တော်ဒီစံချိန်တင်ထားတဲ့ဈေးကတော့ပဲဈေးလဲလို့ပြောမယ်ဆိုတော့ကျွန်တော်ဒီ17ရက်နေ့တုန်းကပေါ့နော်17ရက်နေ့က3245ဝန်းကျင်ထိကျွန်တော်စံချိန်တင်ထားတယ်ပေါ့နော်အမြင့်ဆုံးစံချိန်တင်ထားတယ်အဲ့တော့28ရက်နေ့နောက်ပိုင်းမှာပဲဒါဈေးကတော့တော်တော်လေးကိုအကျလဲကျန်းခဲ့တယ်လို့အတက်လဲကျန်းခဲ့တဲ့အနေထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော်လက်ရှိ price ကတော့ကျွန်တော်ဒီ3220မှာရှိနေရပေါ့နော်အဲ့တော့အဓိကကတော့ကျွန်တော်ဒီရွှေဈေးအတက်ကြကျန်ရတဲ့အကြောင်းရင်းကလည်းပြောမယ်ဆိုတော့ကျွန်တော်ဒီနိုင်ငံတကာရဲ့မှကျွန်တော်စီးပွားရေးမတည်ငြိမ်မှုတွေပေါ့နော်မတည်ငြိမ်မှုတွေဒါအပြင်ကျွန်တော်ဒီ trend ကနေပြီးတော့ကျွန်တော်ဒီတခြားနိုင်ငံတွေကိုကျွန်တော်ဒီအခွန်တိုးကောက်မှုတွေအပါအဝင်ပေါ့နော်အများကြီးတက်ဆိုင်နေပေါ့နော်ဒီချိန်တွေနဲ့အများကြီးတက်ဆိုင်နေတယ်အဲ့တော့ဒီအတွက်ကြောင့်ကျွန်တော်ရွှေဆိုတဲ့အရာကတော့ကျွန်တော်ဒီsafe haven access ဖြစ်တဲ့အတွက်ကျွန်တော်ဒီစီးပွားရေးမီဒီယာမတိကျမှုတွေဖြစ်လာတဲ့အခါမျိုးတွေမှာဆိုရင်ရွှေဈေးကတော့ဒါတက်လေးရှိတာကတော့မဆန်းဘူးပေါ့နော်စီးပွားရေးမီဒီယာမတိကျမှုတွေနော်စီးပွားရေးကျဆင်းမှုတွေဒါအပြင်ကျွန်တော်ဒီ cap ဖြစ်တဲ့အခါမျိုးတွေမှာဆိုရင်လည်းကျွန်တော်ရွှေဈေးကဒါတက်လေးရှိတဲ့အနေအထားတစ်ခုပေါ့နော်အဲ့တော့လက်ရှိ price ကတော့ဒါ3220ပေါ့နော်3220အဲ့တော့ဆိုတော့ကျွန်တော်ဒီကနေ့တရက်တာအတွက်ကျွန်တော်ရွှေဈေးပါတွေဆက်ပြီးတော့ဖြစ်လာနိုင်မလဲနော်အဲ့တော့ကျွန်တော်ဘယ်ဈေးတန်းဒီမှာကျွန်တော်အဝယ်ကြိုက်တယ်လေပေါ့နော်အဲ့တော့လက်ရှိ price ကတော့3220ဆိုရင်ဈေးကတော့ကျွန်တော်ဒီအနည်းငယ်ကျွန်တော် correction ပြန်လာလိမ့်မယ်လို့တော့ကျွန်တော်ခန့်မှန်းတယ်ဒီကနေ့တွက်ပေါ့နော်ကျွန်တော်ဘယ်လောက်ထိ correction လာနိုင်လဲလို့ပြောမယ်ဆိုတော့ကျွန်တော်ဒီဘယ်လောက်ထိ correction လာနိုင်မလဲလို့ပြောမယ်ဆိုတော့လက်ရှိ price ကနေပြီးတော့ကျွန်တော်ဒီအောက်ထိပေါ့နော်ဒီလောက်ထိတော့ကျွန်တော် correction လာနိုင်ချေရှိတယ်အဲ့ဒီဈေးတန်းပဲဈေးတန်းလဲလို့ပြောမယ်ဆိုတော့ကျွန်တော်ဒီ3190နော်3190 3195ဝန်းကျင်လောက်ထိကတော့ကျွန်တော် correction ပြန်လာနိုင်ချေရှိတယ်နော်အဲ့တော့ကျွန်တော်အနေနဲ့လဲကျွန်တော်ဒီ3190ဝန်းကျင်လောက်မှာကျွန်တော်အဝယ်ကြိုက်တယ်ဗျနော်3195 3190ဝန်းကျင်လောက်ထိမှာကျွန်တော်အဝယ်ကြိုက်တယ်တကယ်လို့ဥပမာဒီ3195ကိုဆက်ပြီးတော့ break လုပ်ခဲ့မယ်ဆိုတော့ကျွန်တော်နောက်ထပ်ဈေးတန်းကတော့ဘယ်ဈေးတန်းလဲလို့ပြောမယ်ဆိုတော့ဒီ3160 65နော်အဲ့ဝန်းကျင်လောက်ထိကတော့ဈေးပြန်ကျလာနိုင်တယ် break လုပ်ခဲ့ကြတယ်ဆိုတော့เนาะ3165ဝန်းကျင်လောက်ထိတော့ဈေးပြန်ကျလာနိုင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ဒီ3195နေပြီးတော့3195နေပြီးတော့ဈေးပြန်တက်တာလေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ရွှေအနေနဲ့ကတော့ကျွန်တော်တို့အကြံပေးလို့တာတော့ဗာလဲလို့ပြောမယ်ဆိုတော့လက်ရှိကျွန်တော်ဒီကမ္ဘာစီးပွားရေးတွေကျွန်တော်မတည်မငြိမ်ဖြစ်မှုတွေပေါ့နော် trend ကနေပြီးတော့ကျွန်တော်ဒီနိုင်ငံတကာတွေအပေါ်မှာကျွန်တော်ဒီကုန်တွယ်ခွန်တိုးတဲ့အပေါ်မှာတွေပေါ်မှာအများကြီးမှုတည်ပြီးတော့ကျွန်တော်ရွှေကတော့ရေရှည်ကတော့ကျွန်တော်ဆက်ပြီးတော့ဒီအတက်ပါရှိလိမ့်မယ်လို့တော့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ဒီကနေ့ရွှေအပေါ်မှာကျွန်တော်မှခက်မှန်တုံးတက်ချက်လေးပေါ့နော်ဆိုတော့နောက်နေ့ဒီမှာလည်းကျွန်တော်မှဒီရွှေအပေါ်မှာကျွန်တော်မှခက်မှန်တုံးတက်ချက်တွေကဘယ်လိုတွေဆက်ပြီးတော့ဖြစ်လာနိုင်အောင်မလဲဆိုတာကိုကျွန်တော်ဒီလိုဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်